ဒီယူကလူသေးတွေကိုမြုပ်နှံဖို့အတွက်တင်ချိုင်းမှာကူတူရဲ့အလုပ်ကိုလုပ်ပါတယ်တနေ့မှာသူကအလောင်းနဲ့လောင်းမြုပ်ဖို့အတွက်ကူနဲ့ကျင်းတူးထားလိုက်မိတယ်ဒါပေမဲ့အဲ့ဒီနေ့မှာလူတစ်ယောက်ပဲတည်တာပါဒါကိုမြင်တော့သူကဟာငါကကူနဲ့ကျင်းတူးထားတာအလောင်းကတစ်ခုပဲရှိတယ်အခုဒုတိယကူအတွက်လောက်အားခကိုဘယ်သူပေးမှလဲဆိုပြီးတွေးပူနေတော့တာပေါ့အဲ့ဒါနဲ့သူကတေဆုံးသွားတဲ့လူရဲ့ဇနီးစီသွားပြီးတော့ကျွန်တော်ခင်ဗျားယောက်ျားပေးနာမှာနောက်ထပ်ကူတစ်ချင်းထပ်တူးထားတယ်အဲ့ဒီအတွက်ပိုက်ဆံပေးမယ်ဆိုရင်အဲ့ဒီကူထဲမှာတခြားဘသူကိုမှမမြုပ်ပေးဘူးနောက်တစ်ချိန်ခင်ဗျားတည်တဲ့အခါခင်ဗျားယောက်ျားပေးနာမှာပဲအတူတူအနားယူရအောင်မြုပ်ပေးမယ်အဲ့ဒါဆိုခင်ဗျားအတွက်တိတ်ကောင်းသွားမှာပေါ့လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားချင်းပဲအမျိုးသမီးကဒေါသထွက်ပြီးသူ့ကိုတုံးနဲ့ရိုက်ပြီးမောင်းထုတ်လိုက်ပါတော့တယ်ဒါပေမဲ့ဒီယူကအရန်ဆွဲကောင်းပြီးဒုတိယကူအတွက်လောက်အားခကိုဘလို့နေနဲ့မဆိုရအောင်ယူမယ်လို့ဆုံးဖြတ်ထားပါတယ်အဲ့ဒါနဲ့သူကအလောင်းလိုက်ရှာရင်းစေးရုံတစ်ခုကိုရောက်သွားတယ်အဲ့ဒီမှာလူတစ်ယောက်ဆုံးနေရနဲ့တိုးတော့တာပေါ့သူကအိမ်သားတွေကိုသွားပြီးကူကအစင်တင့်ပဲလားသွားမြုပ်ကြရအောင်လို့ပြောပါတယ်အိမ်သားတွေကမမြုပ်ဘူးငါတို့ကမီးတင်ကြုံမှာလို့ပြန်ပြောတာတောင်အယူကလက်မခံပဲအဲ့လိုမလုပ်ပါနဲ့အလောင်းကိုမိရှို့ရင်အနက်တွေနံကုန်နေမယ်တိတ်တိတ်ဆိတ်ဆိတ်ပဲမြုပ်လိုက်ကြရအောင်ဆိုပြီးအလောင်းကိုအတင်းတက်မှယူသွားဖို့စူးစမ်းပါတော့တယ်နောက်ဆုံးမှာတော့မိသားစုဝင်တွေကသူ့ကိုတရားစွဲလိုက်လို့တရားရုံးရောက်သွားပြီးတရားသူကြီးကသူ့ရဲ့လုပ်ရက်တွေကိုနားထောင်ပြီးခေါင်းတောင်ကိုက်သွားရပါတယ်အဆုံးမှာတော့အဲ့ဒီယူကိုထောင်တန်းရှစ်လချမှတ်လိုက်ပါတော့တယ်